တနေကုန်အတင်းပတ်တုတ်တဲ့ blog လေးတင်ပြီးပြရစီရှင်တွေ့ရနဲ့ပြောရောက်တာမျိုးမြင်တာနဲ့ပြောပဲเนาะကြည်ကြည်ဟိုနှစ်ယောက်ကိုကြည့်ဒီကဗီဒီယိုရိုက်တာသူတို့နှစ်ယောက်ကလည်းအရန်ဆက်စုတာเนาะအရန်ပါချင်တာကြည့်ခဲ့တဲ့အတိုင်းတာက10နှစ်ကျော်ပေါ့เนาะအခုဆိုရင်အလုံးမလို့တဲ့နှစ်တွေပါပေါင်းရင်10နှစ်ဝင်ကျင်ရှိပြီခင်ခဲ့တဲ့အတိုင်းတာကအကြာကြီးဆိုတော့ကျမတို့ရဲ့တန်ရောစီနေရတဲ့အများကြီးပဲစကားမဆက်ပေါ့နော်ဒီမှာရွှေပစုံမှာဓာတ်ပုံရိုက်ချင်တဲ့သူတွေလေလာရိုက်လို့ရရင်တော့တအားလာရင်ကျမရွှေပစုံရောက်တာလေနှစ်ကိုချီးနေပြီပြီးတော့အထူးသဖြင့်ဒီဇိုင်းတွေကိုကျမမဝင်ဖြစ်တာရွှေပစုံအရှိချမ်းမှာပဲဝင်မှုတ်စားပြီးပြန်လာဆိုတော့လေဒီဇိုင်းလေးကအတွင်းမှာအဲ့လောက်လှမှန်းမသိမိဘူးအထဲဝင်ပြီးတော့ဓာတ်ပုံလေးပါလေးဖိုတိုရှုဖမ်းချင်တဲ့သူတွေဆိုဝင်လို့ရပြီလို့ဟိုအနောက်မှာလည်းတခုရှိသေးတယ်လှတယ်ဒါပေမဲ့အဲ့ပေါ်တော့သူတို့ကပေးမဝင်ဘူးကွယ်မကြည့်အောင်ဒါကျမရဲ့အလှပလေးကျမပြနေရကွယ်ရွှေပစုံကလေဝန်ထမ်းတွေဆက်ဆံရေးရတော့လေဘယ်လိုပြပြရမလဲမပြပြချင်တော့ဆက်ဆံရေးနည်းနည်းလေးညံ့နေလို့ကျွန်မထင်တယ်ကွယ်အမဝမ်းဆောက်ဝတ်ထားဝတ်စုံဝတ်ထားတဲ့သူလေးပေါ့နော်အရင်ကလည်းရွှေပစုံကလေအဲ့လိုမျိုးနည်းနည်းအလန်းလေးတွေမရှိဘူးပေါ့နော်အဖွားကြီးတွေပဲဆိုတော့အဖွားကြီးတွေကတော့ထုံးစံအတိုင်းပဲသူတို့ရဲ့ဆက်ဆံရေးကတိတ်တော့အဆင်မပြေဘူးပေါ့လူငယ်နဲ့ကြတော့လေသူတို့ကမရှင်နိုင်ဘူးဖြစ်တယ်ကွယ်အဲ့လိုပြောလို့ရွှေပစုံ back review ပေးလေရွှေပစုံကတော့အကိုပေးလဲလာကြမှာပဲအစားတော့ကတော့ကောင်းတယ်ဝန်ထမ်းတွေရဲ့အပေါက်ဆိုးမှုကတော့လေအမြဲတမ်းတွားတိုင်းလက်လန်တယ်နော်